မင်္ဂလာပါမိတ်ဆွေတို့ရေတင့်မှာရှိနေတဲ့ဝစ်ကျွေးတွေကြေပြီးတော့မှကံကောင်းခြင်းတွေလာပါတော့မယ်လို့တင့်ကိုစောက်ရှောက်နေတဲ့စောက်ရှောက်သူဘိုးဘွားတွေကသတင်းစကားတွေပေးနေပါတယ်သူတို့ဘလို့သတင်းစကားတွေပေးနေတယ်လဲဆိုတာကိုသိရဖို့အတွက်ကတ်3ခုတည်းကတစ်ခုကိုစိတ်အာရုံစူးစိုက်ပြီးတော့မှရွေးချယ်ပေးပါခင်ဗျာရွေးချယ်ဖို့အတွက်အချိန်5စက္ကန့်ပေးပါမယ်အခုဆိုရင်တော့ရွေးပြီးပြီထင်ပါတယ်ပထမဆုံးကတ်ကိုရွေးခဲ့တဲ့သူအတွက်ဖတ်ပြပေးပါမယ်ဒီကတ်ကကြတော့ The Star ဖြစ်ပါတယ်မှောင်မိုက်တဲ့ညတွေပြီးဆုံးသွားပြီးတော့မျောလင်းချက်အလင်းရောင်တွေပွင့်လင်းလာပြီလို့အဓိပ္ပာယ်ရပါတယ်တကယ်လို့သင်ကဒီကတ်ကိုရွေးချယ်ခဲ့တယ်ဆိုရင်သင်အပေါ်အရိပ်လိုမိုးနေတဲ့တောကတွေအခက်ခဲတွေနဲ့ဝစ်ကျွေးဟောင်းတွေကြေပြောက်တော့မဲ့နမိတ်ကောင်းဖြစ်ပါတယ်ဆောက်ရှောက်သူဘိုးဘွားတွေကသင်ကိုအခုလိုမျိုးသတင်းစကားပေးနေပါတယ်အတိတ်ကခံစားခဲ့ရတဲ့စိတ်ဒဏ်ရာတွေမျက်ရည်တွေဟာအခုချိန်ကစပြီးတော့မှကြံရစ်ခဲ့ပါပြီအခုချိန်ကစပြီးတော့မှစိတ်နှလုံးအေးချမ်းမှုပြန်လည်ရရှိပါတော့မယ်ပိတ်မိနေတဲ့အခြေအနေတွေကနေလမ်းစာအသစ်တွေပွင့်လာပါလိမ့်မယ်အထူးသဖြင့်ကျန်းမာရေးညံ့နေတဲ့သူတွေကျန်းမာရေးပြန်လည်ကောင်းမွန်လာတတ်ပြီးတော့မှလိုချင်တဲ့ဆန္ဒတွေတစ်ခုပြီးတစ်ခုပြေဝလာတော့မယ်နမိတ်ဖြစ်ပါတယ်သူတို့ပေးတဲ့သတင်းစကားကတော့သင်အနေနဲ့အတော်လေးပင်ပန်းခဲ့ပြီးတော့မှအမောင်ဆုံးညတွေကိုဖြတ်တန်းခဲ့ပြီးပြီဖြစ်ပါတယ်အခုချိန်ဟာမိုးလင်းကန်ဒီအချိန်သာဖြစ်ပါတယ်သင်ရဲ့မျှော်လင့်ချက်တွေကိုအဆုံးရှုံးမခံဘဲနဲ့ခဏတာလေးတောင့်ခံလိုက်ရုံနဲ့ရှေ့မှာတောက်ပတဲ့အနာဂတ်ကကြိုးစိုးနေပြီဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေအနေနဲ့အခုလိုမျိုးအင်မတန်ကောင်းမွန်တဲ့ကတ်ကိုရွေးချယ်ပြီးတော့မှကံကောင်းခြင်းတွေရရှိဖို့အတွက် energy claim ဖို့ comment မှာနံပါတ်1လို့ရေးခဲ့ပေးပါဦးခင်ဗျာနံပါတ်2ကိုရွေးချယ်ခဲ့တဲ့သူအတွက်ဖတ်ပြပေးပါမယ်ဒီကတ်ကကြတော့ဒုံ၅ချောင်းကတ်ဖြစ်ပါတယ်ရုန်းကန်မှုတွေပြီးဆုံးသွားပြီးတော့မှအောင်ပွဲနဲ့အတိမတ်ပြုခံရတာတွေရရှိတော့မယ်ကတ်ဖြစ်ပါတယ်ဒီကတ်ကိုရွေးချယ်ခဲ့တဲ့သူတွေကတော့အတိတ်ကောလက်ရှိမှာပါလူမှုရေးပြိပက္ခတွေအပြိုင်ဆိုင်တွေမိသားစုပတ်ဝန်းကျင်ကြားထဲမှာစိတ်အနှောက်အယှက်ဖြစ်စရာတွေဝှက်ကျွေးတွေအလူအလဲခံခဲ့ရတဲ့သူတွေဖြစ်ပါတယ်အတားအဆီးတွေကိုသင်အနေနဲ့ကျော်လွှားနိုင်တော့မှာပါသင်ကိုတိုက်ခိုက်နေတဲ့သူတွေမနာလိုတဲ့သူတွေသင်လမ်းကြောင်းမှာပိတ်နေတဲ့အရာတွေအားလုံးသင်အနေနဲ့အောင်မြင်ကျော်လွှားနိုင်တော့မှာဖြစ်ပါတယ်အထင်လွဲခံရတာတွေအမှုခင်းဒါမှမဟုတ်စကားများရတာတွေငြိမ်းချမ်းသွားပြီးတော့မှသင်ဘက်ကအမှန်တရားပေါ်ပေါက်လာပါတော့မယ်အလုတ်ခွင်မှာလည်းသင်ရဲ့ကြိုးစားမှုကိုလူရသွင်းအတိမတ်ပြုခံရပါတော့မယ်လောကဓာတ်ရဲ့မုံတိုင်းတွေကိုကြမ်းကြမ်းခံခဲ့တဲ့သင်ဟာတကယ်ကိုမှတတ်သိရှိတဲ့သူဖြစ်ပါတယ်အခုချိန်မှာတော့အဲ့ဒီအရှုပ်ထွေးဝစ်ကြွေးတွေပြီးဆုံးသွားပြီတော့သင်ရဲ့အရေးအချင်းကအရာအလုံးကိုကောင်းမွန်အောင်လို့လှုပ်ဆောင်လာနိုင်မဲ့အချိန်ဖြစ်ပါတယ်ရှေ့ဆက်ပြီးတော့ကြိုးစားသွားမယ်ဆိုလို့ရှိရင်ကံကောင်းခြင်းတွေရောက်ရှိလာပါတော့မယ်ဆိုပြီးတော့မှဆောက်ရှောက်သူဘိုးဘွားတွေကသတင်းစကားပေးထားပါတယ်ခင်ဗျာဒါကြောင့်မလို့နံပါတ်2ကိုရွေးခဲ့တဲ့သူတွေအနေနဲ့ကံကောင်းခြင်းတွေရရှိလာဖို့အတွက်နံပါတ်2လို့ comment မှာရေးခဲ့ပေးပါအောင်ခင်ဗျာနံပါတ်3ကိုရွေးခဲ့တဲ့သူအတွက်ဖတ်ပြပေးပါမယ်ဒီကကြတော့ဒင်္ဂါ၄ပြားကတ်ဖြစ်ပါတယ်မရေရတဲ့ဘဝကနေတည်ငြိမ်အခြေကျပြီးတော့မှငွေကြေးကံပွင့်လာတော့မယ်ဒီကတ်ကိုရွေးချယ်ခဲ့တဲ့သူတွေကတော့ငွေကြေးကြောင့်စိတ်ဆင်းရဲခဲ့ရတဲ့ဝေကျွေးတွေဒါမှမဟုတ်ဘလောက်ပဲကြိုးစားလက်ထဲမှာငွေမမြဲပဲယိုဖိတ်နေရတဲ့ဒုက္ခတွေကနေပြီးတော့မှလွန်မြောက်တော့မဲ့နမိတ်ဖြစ်ပါတယ်ဆောက်ရှောက်သူဘိုးဘွားတွေကတင့်ကိုအခုလိုမျိုးသတင်းစကားပေးနေပါတယ်ငွေအဝင်နဲ့အထွက်မျှတလာတော့မဲ့အချိန်ဖြစ်ပါတယ်အကျွေးပူနေတာတွေရှိရင်လည်းကြေလေတော့မဲ့လမ်းစာတွေပေါ်ပေါက်လာတော့မယ်အချိန်ဖြစ်ပါတယ်စီးပွားရေးလမ်းကြောင်းတည်ငြိမ်မှုရရှိလာပါလိမ့်မယ်အိမ်ပိုင်းအိုးပိုင်းအလုပ်ကိုင်ဒါမှမဟုတ်အခြေချနေထိုင်တဲ့နေရာတစ်ခုခိုင်ခိုင်မာမာရရှိလာတော့မယ်နမိတ်ဖြစ်ပါတယ်လုံခြုံမှုမရှိဘူးလို့ခံစားရတဲ့စိတ်အခြေအနေတွေကနေပြီးတော့မှကင်းဝေးသွားမယ်နမိတ်ဖြစ်ပါတယ်ငွေကြေးအတွက်တောကရောက်နေရတဲ့အချိန်ပြီးဆုံးသွားပါပြီတင့်ရဲ့လက်ထက်မှာတာယာဝါပြောမှုတွေပြန်လည်စုစည်းလာပါတော့မယ်ဒါပေမဲ့ကံကောင်းခြင်းတွေရောက်ရှိလာတဲ့အခါမှာလည်းစနစ်တကျနဲ့စူးစောင်းသိမ်းဆည်းထားတတ်ဖို့ကအလွန်အရေးကြီးပါတယ်ဆိုပြီးတော့မှသတင်းစကားပေးထားပါတယ်ခင်ဗျာဒါကြောင့်မလို့ဒီကတ်ကိုရွေးချယ်ခဲ့တဲ့သူအနေနဲ့လည်း energy တွေရရှိဖို့အတွက်နံပါတ်3လို့ရေးခဲ့ပြီးတော့မှကောင်းမွန်တဲ့ energy တွေကိုရယူအောင်ခင်ဗျာ